Hello အားလုံးပဲမင်္ဂလာပါချစ်တို့ရေချစ်တို့အနေနဲ့ပကံကိုလာရောက်လဲပတ်မယ်ဆိုလို့ရှိရင်တင်းတင်းလျောက်ပတ်တဲ့ဈေးနှုန်းနဲ့လဲတဲခိုခြင်းနဲ့ပတ်ဝန်းကျင်အနေထားလဲအေးဆေးတိတ်ဆိတ်ခြင်းနဲ့ဆိုရင်တော့မမခင်အမြဲလာရောက်လဲပတ်တဲ့ဆွီပကံဟိုတယ်ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဆွီပကံဟိုတယ်အနေနဲ့2ယောက်ခန်းဆိုလို့ရှိရင်တရက်ကို3000ကျပြီးတော့4ယောက်ခန့်မိသားစုခန်းဆိုရင်တရက်ကို9000ခွဲကျပါတယ်ရှင်အဲ့ဒီတင်းတင်းလျောက်ပန်းတဲ့ဈေးနှုန်းလည်းပြရမယ်ပတ်ဝန်းကျင်လည်းအေဂျင့်တိတ်ဆိတ်ရမယ်ဆိုရင်ဆွီပကန်ဟိုတယ်လာဖို့ဖိတ်ခေါ်ပါတယ်ရှင်ချစ်တို့လည်းဆက်လက်ပြီးတော့ကြည့်ရှုပါအောင်ရှင်ဒါမိသားစုခံပေါ့နော်လောဆယ်တော့မခင်နေတာမခင်ကိုတဲတဲ့အခန်းပေါ့အဲ့ဒါတော့ရှုပ်ရှက်ခတ်ပေါ့နော်အဲ့တော့အမြင်ရှင်းရှင်းနဲ့ကိုယ်အားကိုကြည့်ဒါလေးကမိသားစုခံလေးဖြစ်ပါတယ်ဒီကန်းဆိုလို့ရှိရင်မိသားစုခံ4ယောက်ခံဖြစ်တယ်9000ပဲဖြစ်ပါတယ်ရှင်4ယောက်ခံကို9000ပဲတရက်က9000ပဲပေးရတယ်အများကြီးတန်တယ်မခင်ဆိုလို့ရှိရင်မခင်အမေနဲ့မခင်အမဒီရက်အိမ်နဲ့မခင်ရဲ့သမီးရဲ့သားလေးရဲ့ကလေးက2ယောက်ဖြစ်တဲ့အတွက်9ယောက်လောက်နေခွင့်ရှိတယ်ပေါ့နော်ဒီမှာမခင်တို့သားပြီး3ယောက်ဒီမှာကတ်နေတယ်မေမေနဲ့မမနဲ့ဒီမှာနေတာအဲ့တော့မိတို့ပဲဖြစ်စေကောင်းဘူးမိသားစုအခန်းကို4ယောက်အနေခဲ့ရင်လည်း9000ဝဲနေတာအချစ်လို့နေတာတန်တယ်အင်နာရေချိုးကန်းလည်းပါတယ်ရေဘူးရေအေးပဲပေါ့နော်ရေဆိုလို့ရှိရင်လည်းပါတယ်အဲတော့လည်းအများကောင်းတယ်အဲ့ဒါလေးရပါရှင်အားလုံးချစ်ပါတယ်ရှိပါဒါဆိုလို့ရှိရင်ဟိုတယ်ရဲ့3မှာပေါ့နော်3မှာဆိုလို့ရှိရင်ဒါ view ကြည့်ဖို့ရယ် clean ရင်းခံဖို့ရယ်ပေါ့မားကင်ဆိုတာတန်တယ်ဆိုတာထက်ကိုကွာအေးချမ်းတယ်ကွာဒီဘက်ဝင်တဲ့အနေထားလဲရှက်မရှိဘူးအဲ့ဒါကြောင့်ဈေးနှုန်းနဲ့လဲဈေးနှုန်းကလည်းတင်းတင်းလျှောက်ပတ်တယ်ပေါ့နော်ဒါဒီအခုက12လပိုင်းဆိုတော့ဒါခီးသွားရသည်မို့လို့ပေါ့နော်ဒါအဲ့ဒါတွေကများတယ်မားကင်သဘောတရားဆိုလို့ရှိရင်အဲ့ဒါများတဲ့ရသည်ထက်ကိုမားကင်က relax လုပ်တဲ့အနေနဲ့ဆိုလို့ရှိရင်ပကံလာတယ်ဒီပတ်တင်မှာပဲအများအားတဲပြစ်တယ်ပေါ့နော်တဲပြစ်တဲ့အခါကျလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ပြောပြမယ်တရားလေးဘုရားဘူးကလည်းပါတဲ့အခါကျတော့ဘုရားဘူးຢာဒီမဟုတ်တဲ့ຢာဒီမှာဆိုမခင်ကပူကြတယ်ဘုရားဘူးပါတဲ့အတွက်အေးဆေးလည်းဘုရားရှိခိုးတာဖြစ်ရတယ်ပြည်ငါပြည်မှာဆိုလို့ရှိရင်စွန်းလဲအေးဆေးကတ်လို့ရတယ်အဲကြောင့်မခင်အခု12လပိုင်းဆိုတာမခင်6လပိုင်းကလည်းတောက်လျှောက်တစ်လောက်တစ်ချိန်လာတာအခုမှဘုရားဘူးຢာဒီနဲ့တူတယ်အရင်မိသားစုလည်းပို့ပေးခြင်းနဲ့စိတ်နဲ့လာတဲ့အတွက်ဘုရားဘူးຢာဒီနဲ့တူတော့ခမန်းကန်းပြည်ငါပြည်မှာလည်းအိုရင်းဆုံးကတဲ့အခါကျလို့ရှိရင်လူများတဲ့ခါကျကိုကနေရာဖယ်ပေးရတဲ့ပေါ့နော်။ဘာကိစ္စလူမျိုးကြတော့အေးစစ်စစ်အလုပ်ကိစ္စလည်းစဉ်းစားလို့ရတယ်။အေးအကြောင်းလာတယ်။ဖျားဘူးရတယ်လည်းမဟုတ်ဆိုဖျားလည်းအေးရှိစစ်ကိုတဲ့ဒီလိုမျိုးတွေမှာအေးစစ်တထောက်တက်တာနဲ့တေချာစဉ်းစားစင်ချိန်အလုပ်ကိစ္စပဲဖြစ်ပါဖြစ်အဲ့အေးစစ် relax လုပ်ရတယ်မြို့တယ်နဲ့ဝေးလဲမခင်က no problem အရင်နဲ့မဝင်မြို့တယ်သွားခြင်း9မိနစ်တည်းနဲ့ရောက်တယ်။အဲ့ဒါလေကြောင်မခင်ကဒီဟိုတယ်ကိုကြိုက်နေတတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်ချစ်လို့ကြီးညာပေးခြင်းဖြစ်ပါတယ်။ပတ်ဝန်းကျင်လည်းကြည့်လို့ရပါတယ်။မျက်စိတွေအေးချမ်းတယ်ပေါ့နော်။အဲ့ဒါချစ်လို့ရကြည့်ကြဟိုတယ်ရဲ့ဖုန်းနံပါတ်ကိုအခုနှုတ်နဲ့ရွတ်ပြမယ်ဒါမှပြီးလို့ရှိရင်မခင်တီးတန်းပေါ့နော်စာနဲ့ရိုက်ပေးပါမယ်နော်ဟိုတယ်ရဲ့ဖုန်းနံပါတ်ကတော့ Sweet Pecan Hotel က0951833312 0951833312နောက်တစ်လုံးက0977203334ပြီးလို့ရှိရင်မခင်ကအဲ့ဒီ blog မှာပဲတီးတန်းတက်ပေါ့နော်ဖုန်းနံပါတ်လေးတင်ပေးမှာပေါ့နော်ဟိုတယ်လေးကတော့ဒီမှာ visiting card လေးပေါ့နော် okay ပြီးဒီအပေါ်ဆုံး3ဆောင်မှာတော့ဒီလိုမျိုးအခန်းလေးပါတွေမထားအောင်အခုဒီမှာဆိုလို့ရှိရင်ဒါတန့်ရှင်းမှုအပိုင်းနဲ့ပတ်သက်ပြီးအဝတ်လျှော်ဆက်တွေလည်းသူတို့ထားတာတယ်ဒီမှာဆိုလို့ရှိရင်မီးဘူးတိုက်ပေးတော့ပေါ့နော်ဒါမီးဘူးတိုက်ပေးတယ်အကုန်လုံးပေါ့ဒီတပတ်တွေကစောင်းလေးအစုံအကုန်လုံးမီးဘူးတိုက်တယ်နေပူတဲ့နေရာမှာဆိုလို့ရှိရင်လည်းဟိုမှာထုတ်လှမ်းလာတယ်ပေါ့နော်အကုန်လုံးထုတ်လှမ်းပေးတယ်လှမ်းလျှော်ပေးတယ်အဲ့ဒါထွက်သွားလို့ရှိလို့ရှိရင်အဲ့ဒီဆောင်ကိုလုံးဝချိန်နှောင်းလုပ်တဲ့အခါမှာလုံးဝပြန်မသုံးဘူးဝှလျှော်စက်နဲ့တေချာလျှော်တယ်အမွေးစီထည့်မယ်ပြီးလို့ရှိရင်နေလှမ်းတယ်ပြီးမီးဘူးတိုက်ပြီးတော့တေချာအဲ့ဒါဝန်ဆောင်မှုကောင်းကောင်းလုပ်ပေးတော့ပေါ့နော်မခင်ပြောလို့ပဲအဲ့ဟိုဈေးလဲတထောက်ဖြစ်တယ်ကွာအေးချမ်းချမ်းလဲနေရမယ်တိတ်ဆိတ်မှုလဲခံစားလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်တော့မခင်ကတော့စပကန်ဟိုတယ်ကိုအရန်ကြီးကိုသဘောလဲကြတယ်ချစ်တို့ကိုလည်း review ပေးတာပေါ့နော် okay အားလုံးချစ်ပါတယ်ရှင်